အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုထဲမှာကတော့အသစ်ထွက်လာမယ့်ဒီ skin upgrade တွေမကြာခင်မှာရောက်ရှိလာမယ့်ဒီ promo time event အကြောင်းနဲ့အခြားသော event upgrade တွေအပြင်ကိုမှ skin upgrade တွေကိုပြောပြပေးသွားမှာပါဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိ like ပါကြည့်ရှုပေးကြဖို့တောင်းဆိုချင်ပါတယ်နောက်ပြီးတော့ဒီဗီဒီယိုကဒီ OTEP gaming ကနေယူထားရတာဖြစ်တဲ့အတွက်သူ့ကိုလည်း credit အပြည့်အဝပေးပါတယ်ကဲဒီတော့ဒီလိုမျိုးဘာဖြစ်လို့ယူထားရလဲဆိုတော့ကျွန်တော်စီမှာဒီလိုမျိုး upgrade ကတချို့ဟာတွေကမစုံလို့ပါမစုံဘူးဆိုတာကဒီလိုမျိုးအပြည့်အဝမပေါ်တာရှိတဲ့အတွက်ကြောင့်သူ့စီယာဗီဒီယိုကိုတစ်ခါယူလိုက်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုကတော့နားမလည်သေးတဲ့လူတွေမသိသေးတဲ့လူတွေအတွက်ကျွန်တော်အနေနဲ့ရှင်းပြဖို့အတွက်ပြောပြဖို့အတွက်ဒီဗီဒီယိုကိုယူလိုက်တာဖြစ်ပါတယ်ကဲဒီတော့ကျွန်တော်တို့ထုံးစံအတိုင်းပဲဗီဒီယိုလေးကို intro မပါဘဲနဲ့ပဲစတင်လိုက်ကြရအောင်ပေါ့နော်ကဲဒီတော့ပထမဆုံးတစ်ခုအနေနဲ့ကတော့ဒါ CC ကျူရှင် Fanny နဲ့ Lolita တို့ skin ပါဝင်လာမဲ့ Mobile Legends ရဲ့9နှစ်မြောက် anniversary skin ပဲဖြစ်ပါတယ်ဒီ skin ကတော့ဒီလာမဲ့စက်တင်ဘာလအတွင်းမှာရောက်ရှိလာမှာဖြစ်ပါတယ်သူရဲ့တကယ်လို့ရောက်ရှိလာခဲ့ရင်လည်း in game မှာလည်း Fanny skin နဲ့နောက်တော့ဒီတခြား skin တွေနဲ့ပေါ့နော် Fanny skin နဲ့ဒီ in game lobby ပြောင်းလဲသွားမယ်နောက်တစ်ခုအနေနဲ့ဒါခကူတာရဲ့အသစ်ထွက်လာမဲ့ skin ပဲဖြစ်ပါတယ်ဒီခကူရာရဲ့ skin ကတော့ဘာ skin type ဖြစ်မလဲဆိုတာကတော့တေချာတော့မသိရသေးဘူးပေါ့နော် skin အနေထားကတော့တော်တော်လေးမှလာရလို့ပြောလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ Hanabi ရဲ့ skin ပဲဖြစ်ပါတယ်ဒီကတော့ Starlight skin ပေါ့နော်ဒီ Starlight skin ကတော့ဒီလာမယ့်2025အတွင်းမှာပဲထွက်ရှိလာမှာဖြစ်ပြီးတော့ဘယ်နှလပိုင်းလဲဆိုတာကတော့ကျွန်တော်အနေနဲ့တေချာပါမသိသေးပါဘူးတေချာပြောလို့မရသေးဘူးပေါ့နော်အဲဒီတော့သူ့ရဲ့ဒီအသစ်ထွက်လာမဲ့ဘာညာလည်းပါတယ်ပေါ့နော်နောက်တစ်ခုနေတာကရီနာရဲ့ MCGG skin ပဲဖြစ်ပါတယ်ဒီ MCGG skin မှာဆိုရင်တော့သူဟာဆိုရင်တော့ဒီတခြားဘာညာတော့ထွက်လာသေးရမရှိသေးဘူးသူရဲ့ဒီနောက်ခံတချင်းလောက်ပဲထွက်လာသေးတာရှိပါသေးတယ်ဒီတော့သူရဲ့နောက်ခံတန်းကတော်တော်လေးမိုက်တယ်ပေါ့နော်ဒါကတော့သူရဲ့ skin ပုံစံပါ skin ပုံစံဆိုတော့အရင်ကြီးလာ fit တော့မဖြစ်သေးဘူးပေါ့နော်မိုက်ပါတယ်နောက်တစ်ခုနေတာဒါသားမှုကို revamp လုပ်လိုက်တဲ့upgrade ပဲဖြစ်ပါတယ်ဒီသားမှုကတော့အရင်နဲ့မတူတော့ဘဲနဲ့ဒီ upgrade လုပ်လိုက်တာဆိုတော့တော်တော်လေးမှတော့မိုက်လာတယ်ဒီသားမှုကတော့အရင်ကကြမ်းပေးဆိုတဲ့ hero တစ်ကောင်ဖြစ်တယ်အာရီမိတ်ကိုမှဒီသုံးမယ်ဆိုရင်တော့ဒီ battle ထဲမှာဝင်ဆိုင်မှာဆိုတော့တော်တော်လေးမှလည်းအဆင်ပြေတဲ့ hero တစ်ကောင်ဖြစ်တယ်ဒီသူရဲ့ EXP lane မှာလည်းထိန်းနိုင်တဲ့ hero တစ်ကောင်ဖြစ်တဲ့အတွက် revamp လုပ်လိုက်တယ်ဆိုတော့ကတော်တော်လေးမှပြောင်းလဲသွားမယ်လို့ထင်တယ်ဘာလို့ revamp လုပ်လိုက်တာလဲဆိုတော့ကလာမဲ့အသစ်ထွက်လာမဲ့ဒီ new set skin ပေါ့နော်ဒီလာမဲ့ level 11စာအသစ်ထွက်လာမဲ့ဒီ skin series မှာဒီကောင်ကပါဝင်လာမှာဖြစ်တဲ့အတွက်ကြောင့်သူကပြောင်းလဲသွားတာဖြစ်ပါတယ်အကုန်လုံးပေါ့နော်သိနေတော့နောက်တစ်ခုအနေနဲ့ဇူလိုင်လ1ရက်နေ့မှာရောက်ရှိလာမယ် Phobia ရဲ့ Starlight skin ပဲဖြစ်ပါတယ်ဒါကတော့ Phobia အနေနဲ့မထွက်လာခဲ့တာ skin တွေမထွက်လာခဲ့တာဆိုလို့စုစုပေါင်း4နှစ်ဝန်းကျင်ရှိခဲ့ပါပြီဒီတော့ဒီ Phobia skin ကတော့ဒီအခုလာမယ့်ဇူလိုင်လမှာပဲ Starlight skin အသစ်အနေနဲ့ရောက်ရှိလာမှာဖြစ်ပါတယ်ဒီတော့ဒီ Phobia player နဲ့ကတော့သဘောကျလိမ့်မယ်လို့ထင်တယ် Starlight လို့ပြောပေးမယ်လေ Starlight လို့တော့မထင်ရဘဲနဲ့တော်တော်လေးမှတန့်တယ်လို့ပြောလို့ရတယ်ဒီ skin တစ်ခုဖြစ်တယ်နောက်ပြီး Starlight ကလည်းဒီမှာဆိုရင်ပြောင်းလဲသွားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီတော့ဒီကောင်ကတော့တော်တော်လေးမှမိုက်တယ်ဒီအခုပြောင်းလဲသွားတဲ့ Starlight မှာဆိုရင်လည်းဒီအခု Starlight ရဲ့ရရှိမှာ reward ပုံစံတွေကအစအကုန်လုံးကိုပြောင်းလဲသွားထားတာဖြစ်တယ်ဒီတော့ဘယ်လိုပြောမလဲဒီ Starlight ဒီမှာဝင်တဲ့လူတွေအနေနဲ့ကတော့သဘောကျလိုက်မယ်လို့ထင်တယ်သူရဲ့ task တွေကလည်းတစ်မျိုးပြီးတစ်မျိုးပေါ့နော်ဒီအောက်မှာဆိုရင် reward task ပြီးတော့ဒီကိုယူလို့ရမယ်ဒီ Starlight မှာဝင်ရရှိမှာသူအခွင့်အရေးခံစား권နေပြီးတော့ဒီ Starlight lucky box လို့ခေါ်တဲ့ဒီ Starlight ကပ်ဒီ Starlight ကပ်ပေါ့အောင်ဖောက်တဲ့ box တွေနောက်တော့ဒီဘက် Starlight shot လို့ခေါ်တဲ့ဒီဘယ်လိုပြောရမလဲ Starlight skin တွေကိုဝယ်လို့ရတဲ့အရာတွေပေါ့နော်နေရာလေးဆိုပြီးတော့ဒီ icon လေးတွေပါဝင်လာတော့တွေ့ရမယ်နောက်တစ်ခုကတော့ Starlight First ပါ Starlight First မှာကတော့ဒီမှာတွေ့ရတဲ့အတိုင်းပဲ new ဆိုပြီးတော့ပြပေးထားတာလည်းရှိတယ်နောက်တော့ Returning Starlight ဆိုတာကဒါအရင်နှစ်တော့အရင်တော့ Starlight တွေပြန်ပြီးဝယ်လို့ရမှာပေါ့နော်အဲ့ဒါကတော့ဒါကတော့လက်ရှိမှာတော့အတူတူဝင်ကျင်တော့ပါပဲဒီတော့ဒီ Starlight First မှာဆိုတော့ဒီနှစ်မှာကတော့နည်းနည်းဒီ Angela skin လေးရတော့ပါဝင်လာပါတော့ Angela skin ကို Starlight Fuck Command 9000နဲ့လဲရမှာဖြစ်ပါတယ်သူရဒီဘောက်ကတော့လက်ရှိမှာကတော့မတွေ့ရသေးဘူးလို့ပြောလို့ရပါတယ်ဒါကြောင့်မလို့သူရဲ့ဘောက်ကမပါလာဘူးလားဆိုတော့ Starlight First ကတော့ဘောက်ကတော့ပါဝင်လာမှာဖြစ်ပါတယ်ဒီ Starlight ဒီလိုမျိုး Angela skin ပဲယူ Annual Starlight ပဲယူ Best skin ပဲယူပေါ့နော်ဒီ style မှာဝင်ထားမှရမှာပါနောက်တစ်ခုအနေနဲ့ Hanzo ရဲ့ Collector skin event preview ပါpreview ဆိုတာကလက်ရှိ
fish မဖြစ်သေးတဲ့အနေထားပါနော်ဒါလက်ရှိအစမ်းပြပေးထားတဲ့ trailer ပြပေးထားတဲ့ပုံစံလိုပါပဲဒါကတော့ဒါဟန်ဆိုရဲ့ skin ဖြစ်ပါတယ်ဟန်ဆိုရဲ့ collector skin တော်တော်လေးမှလည်းမိုက်တယ်လို့ပြောလို့ရတယ်သူ့မှာဆိုရင်တော့ဒါကတော့ဒီ lucky box skin ရဲ့ဒီ collector skin ရဲ့ဆိုပြီးတော့နှစ်ခုပါဝင်လာတယ်ပေါ့နော်ဒီမှာဆိုတော့ကိုက collector skin မလို့ချင်ဘူးဆိုရင် lucky box skin ကိုရွေးထားလို့ရပါတယ်အဲ့လိုမျိုးပေါ့နော်နောက်ဘကတော့ပါဝင်လာတာ special elite visit pure surprise super price 5နဲ့ super price 6ဆိုပြီးတော့ပါဝင်ထားရရှိတယ်အကောင့်ကအရင်တုန်းကဒီ collector event အတိုင်းပဲဒါပေမဲ့တစ်ခုပြောင်းလဲသွားတာကဒီ super price ကပုံစံကတော့တစ်ခုပြောင်းလဲသွားတယ်ပုံစံလေးတွေကတော်တော်ပြောင်းလဲသွားတယ်နောက်တစ်ခုအနေနဲ့ပါဝင်လာတဲ့ price pool အနေနဲ့ကလည်းအရင်တုန်းက collector skin တွေပဲပါလာခဲ့သမျှကတော့အခုမှကတော့ collector skin တွေမပါဝင်လာဘဲနဲ့ lucky box skin တွေပဲပါဝင်လာတာကိုတွေ့ရမယ်ပေါ့နော်ဒီတော့ဒီကောင်ဖောက်တဲ့အခါမှာဆိုရင်လည်း diamond ကုန်ကြတာကအရင်တုန်းကအတိုင်းပါပဲဒီအရင်တုန်းကထက်နည်းနည်းသက်သာရင်လည်းသက်သာသွားလိမ့်မယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီ revamp လုပ်လိုက်တာလည်းပါဝင်တာဆိုတော့လေအားကြောက်ပါဒီတော့ဒီ rule တွေဘာတွေကလည်းအရင်တုန်းကအတိုင်းပဲဒီ simin စီကန်တွေကလည်းအရင်တုန်းကအတိုင်းပဲနောက်ခုအနေနဲ့ကတော့လာမယ့်ဇူလိုင်လ9ရက်နေ့မှာရောက်ရှိလာမယ့် Johead ရဲ့ဒီ Battle Pass game ဖြစ်တယ်ဒီ Battle Pass ကတော့ဒါသိထားကြတဲ့အတိုင်းပဲ Battle Pass ကိုဝယ်ရမယ် Battle Pass အနေနဲ့996လုံးတန်နဲ့349လုံးတန်ဆိုပြီးတော့နှစ်ခုရှိတယ်ဒီမှာဆိုတော့ဝယ်ချင်း Battle Pass ဝယ်ချင်းမှာပဲဒီ Yo-Yo skin ကိုတန်းရမယ်ဒီအောက်ကဒီ996လုံးနဲ့ဝယ်မယ်ဆိုရင်တော့ဒီ base skin တွေပါအောက်က COE တွေပါရမယ်ပေါ့နော်အဲ့လိုမျိုးတော့နည်းနည်းကွဲပြားမှုရှိရောနော်ပြီးတော့သူ့မှာရောက်လာရင်လည်း task လေးတွေကတော့ရှိအောင်ပါဒီလိုမျိုး task လေးတွေပေါ့နော်အရင်တော့လည်းမထူပါဘူးတော့သူကဒီလိုမျိုး coin လေးတွေရအောင်ပါဒီ action တွေပါညာပေါ့နော်အဲ့လိုမျိုးတွေရအောင်ပါ coin လေးရအောင်ပါဆိုတော့မဆိုးလို့ပြောလို့ရတယ်နောက်ပြီးတော့ဒီကောင်ကလည်း coin 4000နဲ့မှလဲရမှာဖြစ်တဲ့အတွက်အဲ့မှာလည်း Battle Pass ကဝင်သိနေနောက်ခုနေနေရတော့ဒါ Summer Skin ပေါ့နော် Summer Skin တွေဘာတွေကလည်းဒီ1 Summer ရောက်ရှိလာမယ်ဒီ1 Summer Skin တွေကဒါတော်တော်လေးမှလာရလို့ပြောလို့ရပါတယ်သူတော့ promo တိုင်းနဲ့ဝယ်လို့ရမလားတော့ကျွန်တော်လည်းသေချာတော့မသိဘူးဆိုပေမဲ့သေချာတော့ပြောလို့မရအောင်ဆိုပေမဲ့ဝယ်ဖို့ရဖို့ကတော့မြင်ရပါတယ်နောက်ခုနေနေရတော့ဒီကောင်နေဆိုရင်တော့ diamond 949လုံးမှာ diamond 929လုံးနဲ့ပထမအပတ်မှာဝယ်လို့ရမယ်ပေါ့နော်အဲ့တော့တငယ်ချင်းလည်းခင်းလို့ရမယ်နောက်ပြီးတော့ဒါမနေ့ကတော့ပဲပြန်ရောက်ရှိလာတဲ့ဒီ champion skin တွေလည်းပါဝင်လာတယ်နောက်ခုနေကဒါလောင်ရက် create skin ပေါ့နော်လောင်ရက် create skin မှာဆိုရင်တော့တော်တော်လေးမှလည်းမိုက်တယ်ပေါ့နော်ဒီကောင်ဆိုရင်တော့ diamond 996လုံးမှာပထမဆုံးအပတ်မှာ diamond 450နဲ့ပဲရောင်းချပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့တော်တော်လေးမှမိုက်တယ်ကျွန်တော်စီမှာဒီကောင်တွေက skin ကအနေနဲ့ဝယ်လို့မရဘူးလားဆိုတော့ကျွန်တော်တေချာတော့ပြောလို့မရသေးဘူးဗျဘာဖြစ်လဲဆိုတော့ဒီကောင်ကဒီ diamond မလောက်မှလည်းဆိုရပေါ့နော် diamond မလောက်ဆိုတာကဒီလာမဲ့စိတ်စီရ event မှာကျွန်တော်အနေနဲ့ skin ကရောင်းပေးမှဖြစ်တဲ့အတွက် diamond မလောက်မှဆိုလို့ပါဒီကောင်ကတော့ဘယ်လောက်ဖြစ်မလဲတော့မသိသေးဘူးပေါ့နော်တကယ်လို့ရောင်းပေးရင်လည်းဒီကျွန်တော် Telegram channel မှာတင်ပေးပါမယ်ဒီတော့ diamond တွေပဲလို့ဘာပဲလို့ကျွန်တော် Telegram channel မှာလာပြီးတော့ဝယ်လို့ရတဲ့အကြောင်းလည်းတခါတည်းမိတ်ဆက်ပေးပြရစီပေါ့နော်ကြော်ညာပေးပြရစီဒီတော့ဒီလောင်ရင်ရဲ့ create skin ကလည်းတော်တော်လေးမှလာတာဖြစ်တဲ့အတွက်ဒီလောင်ရင် player နဲ့ကတော့သဘောကျလိမ့်မယ်လို့ထင်တယ်နောက်ခုနေနေတော့ဒါကတော့ Sasia skin ပါ Sasia skin ကဇူလိုင်လ19ရက်နေ့မှာပဲရောက်ရှိလာမယ်လို့ပြောထားပါတယ်သူ့မှာဆိုတော့ဒါ gold skin က3កောင်စလုံးပေါ့နော်ဒီ gold skin အကုန်တိုင်းပြန်ပြီးတော့ပါဝင်လာမယ် Fittic အနေနဲ့16ကပ်ပဲရမယ်ပေါ့နော်16ကပ်ပဲရမှာဖြစ်ပါတယ်နောက်ပြီးတော့ဒီမှာဆိုရင်ဒီ Vela ရဲ့ skin နဲ့ဒီချောင်းရဲ့ skin တို့ကိုဝယ်လို့ရမယ်ပေါ့နော် diamond 900ကျော်နဲ့ပထမအပတ်ထဲမှာဝယ်လို့ရမယ်နောက်ပိုင်းဆိုရင်တော့ diamond 1988လုံးနဲ့ဝယ်ရမှာ8လုံးနဲ့ဝယ်ရမှာဖြစ်ပါတယ်ကဲဒီကောင်တွေကတော့လည်း skin kit အနေနဲ့မရဘူးလားဆိုတော့ကျွန်တော်လည်းထုံးစံအတိုင်းပဲရှေ့ရပြောရတဲ့အတိုင်းပဲဒီ gold skin တွေကိုကျွန်တော်အနေနဲ့ skin kit ရောင်းပေးမှဖြစ်တယ်တကောင်ကတော့အများကြီးတော့မရှိဘူး2သိန်းကျော်2သိန်းဝန်းကျင်လောက်မှာပဲရှိပါလိမ့်မယ်ဒီတော့ဒီလိုမျိုး gold skin တွေကိုပြောတာပေါ့နော်ခုန2သိန်းကျော်ဆိုတာကဒီကောင်တွေကြတော့discount မရှိဘူးလို့လည်းပြောထားပြတေချာတော့သိပြီးပြောလို့မရအောင်နောက်ခုနေ့က Freedom Page 1ကတော့ဇူလိုင်လ25ရက်နေ့မှာရောက်ရှိလာမယ်ဆိုပြီးသိထားရတယ် main မှာတော့19ရက်နေ့မှာလာမယ်ဒီ free skin နေဒီ Freedom ကန်ကတော့ဇူလိုင်လ25ရက်နေ့မှာရောက်ရှိလာမယ်ပေါ့နော်စုစုပေါင်းအနေနဲ့6ရက်ဝန်းကျင်တော့ကွာခြားသွားမှာပါဒီတော့အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်တယ်ဒီကောင်ကဂုံးစင်းကလည်းတော်တော်အဆင်ပြေတယ် coin အနေနဲ့1200နဲ့လဲရမှာဖြစ်တယ်
ကန်ကောင်းရင်တော့ဒီ goal skin တွေတန်းပေါက်နိုင်တယ်ဒါပေမဲ့တော့ဒီခြားတော့ကျွန်တော်အနေနဲ့တော့မပြောရဲဘူးမပြောတတ်ဘူးပေါ့နော်ကန်ကောင်းမှာပေါက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ပါဒါပေမဲ့ဒီကောင်က Naruto event တော့လည်းဒီတိုင်းပါပဲကွိုင်းထောက်နေရလဲလဲရဆိုတော့ဒါပြီးခဲ့တဲ့ event လည်းအားလုံးသတိရကြပါလိမ့်မယ်နောက်ခုနေနေတော့ဒါ promo time event ဖြစ်တယ်ဒီ promo time event ကတော့ဒါ9လပိုင်း20ရက်နေ့မှာရောက်ရှိလာမယ်ဆိုပြီးတော့သိထားရပါတယ်ဒီ promo time ကတော့လက်ရှိမှာတော့စိန်အဝါပုံစံနဲ့ပဲပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်သူရဲ့ task rate ကတော့ daily login ဝင်မယ်ပြီးတော့ဒါ game တပွဲဆော့မယ်အဲ့လိုမျိုးဆိုတော့ဒီ promo time 90ရရှိမယ်လို့ပြောထားပါတယ်ဒါပေမဲ့ဒီကောင်ကတော့ fixed stop မဖြစ်သေးဘူးဗျဘာဖြစ်လို့လဲဆိုတော့သူရဲ့ daily tag က August လ1ရက်နေ့မှာရောက်ရှိလာမယ်ဆိုပြီးတော့သိထားရတာlogin ဝင်ရမယ့် promo time ကတော့15လုံးကတော့ဒါ9လပိုင်း20ရက်နေ့မှာရောက်ရှိလာမယ်သူရဲ့ daily tag ကတော့ August လ1ရက်နေ့မှာရောက်ရှိလာမှာဖြစ်တယ်ဒီနောက်ပြီးတော့ဒီ login ဝင်ပေါ့နော်ဒါလက်ရှိဘလောက်လဲမသိဘူးအဲ့လိုမျိုး promo time ရမယ်လို့လည်းပြောထားပါတယ်ကန်ကောင်းတက်လောက်ပေါ့နော်ကဲ promo time ရရင်တော့ကျန်တဲ့ဟာတွေလည်းဖောက်လို့ရမှာပေါ့နော်နောက်ခုနေ့ကဇူလိုင်လ23ရက်နေ့မှာဗဒိုင်းရဲ့ Zodiac skin ရောက်ရှိလာမှာဖြစ်ပါတယ်ဒီကောင်ကတော့နှစ်တိုင်းလို့ရောက်ရှိတာဖြစ်တဲ့အတွက်ထွေထူးပြောစရာမလိုတော့ဘူးကဲဒီတော့ video လေးကဒီလောက်ပဲပေါ့နော်အဆုံးထိလည်းပဲကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်တယ်ကဲဒီတော့အားလုံးပဲနားလည်ကြလိမ့်မယ်လို့ထင်တယ်နောက် video တစ်ပုံမှာပဲကျွန်တော်တို့အနေနဲ့ပြန်ပြီးတော့ဆောင်တွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါခင်ဗျာ